考虑到这里文化嘛，啊，你看，这样发展的话，ရှင်မတေကတန်ရပြီကိုကျူးပေါ်နေလို့မြစ်ချစ်ကတုံးစားမရတဲ့ကျူးကျော်ကြီးကိုအရန်လည်းမမှုပါလက်ထပ်ဖို့ကြံခဲ့သူပါအတန်နဲ့မူရတက်မှတ်လို့ပြန်ဆွဲယူကြမရဘူးချိန်ကစိုးသမျှခံနေသူပါနေကဒီလောကမှာချစ်သူကလည်းမကြံနဲ့သူပါရင်ကိုဖောက်ခွဲတဲ့မိုင်းဆောက်သွင်းနဲ့ရိုင်းလုံးသားကိုကြောက်ခဲနဲ့တိုင်ငါကိုလည်းနောက်ပဲနဲ့နိုင်အချစ်ကိုကူလုံးချဖို့သူမုံသွားလို့တဲကိုယူသုံးချလို့ငါကသူ့ဖုံးစားမှုစိတ်တွေနားတိုင်ပြီးပြန်ခဲ့ဘာပိုက်ပြီးဆန်နေငါခြေရောက်မှမင်းကခွာရိုက်ပြီးတန်ဆွဲမင်းအသေးခွဲသွားကြငါမှဒုတိယသက်လို့မင်းကလိုင်းပေါ်တက်အဲပါချူရမှာပြတ်လို့ဒီကနွားကတော့ရှင်ဘက်မှာဥပနာတက်လို့နောက်ဆုံးလွမ်းနဲ့စိတ်ကြောင့်ငါလဲလူပါတက်ချူပြောလိုက်တဲ့ကမြင်နာတဲ့ခါနေတာမုံတော့တော့ရင်လာကေကိုခံနေတာမြင်မြင်တော့ငါဟာဝိစားကေသူပါဒီလေစားကေနာငါဟာရှုံးကေသူပါရှိတဲ့မိမကြောက်ကြောက်ချေကွဲနေလေမင်းပြစ်လိုက်ပြီးထားမချတယ်မင်းဆွဲနေလေမင်းမောကသွားတဲ့ငါမရှုံးဘူးမင်းရှုံးတာပဲငါရှိနေလေမင်းကချာအိခွေမှာတည်သုံးတာမြေမင်းမမုန်းပါနဲ့ငါအောက်ချုပ်ပြီးတော့တောင်းမှတဲ့လုံးသားမဲ့နဲ့မင်းလုံးချက်ကြောင့်ငါဘတ်ကူကိုဖြောင်းစားခဲ့မတောင်းမနဲ့တောင်းမကြီးကိုစောင့်ရတယ်မင်းကြောင့်ငါမတော့တဲ့မင်းကဆောင်ရဖောက်ပြန်တယ်လက်တဖို့ဒီရှိသူနဲ့ချားကြောင်နဲ့နေချီလူဆက်မင်းနဲ့တည်းမသိဘူးတကယ်ငါတို့နောင်မရှိဘူးတဲ့နင်းတို့အဲ့ရင်မီလူတို့ငါဘွားချင်းကိုရှိသူတို့ပစ္စပြတဲ့ဒီခုကိုတက်ချီဘူးလားဒီယူကိုတို့ချင်တာတဲ့ဖြစ်စီနိုင်မှထင်ကြီးတာလားဖြည်းဖြည်းနဲ့မင်းကငါ့ကိုရှင်းသီးတာမင်းတို့ထားတဲ့ငါရဲ့ချက်ကိုရှင်းကြည့်ပါကွာလောက်ဒီမင်းတို့တန်ဖို့ထားတဲ့ဆိုတာနင်းသိမှာလားသိမှာပါလိုက်တဲ့ကမြင်နာတဲ့ခါနေတာမုံတော့တော့ရင်လာကေကိုခံနေတာမြင်မြင်တော့ငါဟာဝိစားကေသူပါဒီလေစားကေနာငါဟာရှုံးကေသူပါရှင်မတေကတန်ရပြီကိုကျူးပေါ်နေလို့မြစ်ချစ်ကတုံးစားမရတဲ့ကျူးကျော်မြည်သစ္စာရှိတဲ့မိမကြောက်ကြောက်ချေကွဲနေလေမင်းပြစ်လိုက်ပြီးထားမချတယ်နေဆွဲနေလေ